အခုဆွေးနွေးသုံးသပ်မဲ့ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့စန္ဒာလန်နဲ့ Brighton အသင်းရဲ့ပွဲစဉ်ပေါ့နော်။ပါအကျော်မှာတော့ဒါဂိုးမရှိတည်ကြခဲ့တဲ့နှစ်သင်းအခုပြန်တွေ့ကြပြီဆိုတော့အခါကျတော့ဒီပွဲစဉ်ကဒါလင်းအောင်ကွင်းမှာစန္ဒာလန်ကဒါလိ၄ပွဲစလောက်ကိုနိုင်ပွဲမဲ့နေခဲ့တဲ့အနေအထားနေနောက်ဆုံးပွဲစဉ်မှာ Leeds United ကိုနိုင်လိုက်တဲ့အတွက်ကြောင့်ရမှတ်40ပြည့်သွားပြီ။ Premier League မှာရမှတ်40ပြည့်သွားတာစန္ဒာလန်ရဲ့ဖူဝင်ဘုံမောက်ဝင်40ရမှတ်40ပြည့်ခြင်းရဲ့အထိပ္ပယ်ကဘာလဲဆိုတော့ရှေ့တရားဒီကိုပရီးမီးယားလိဂ်ရမယ်ဆက်ကစားရမယ်ဆိုတဲ့သဘောကိုရည်ညွှန်းနေတာကိုတွေ့ရတယ်။ပေါင်းမိရသွားတယ်နော်ကစားဝင်ပါမေးထရသွားတယ်အဲ့တော့အခုစန္ဒာလန်ကကြည့်လိုက်တဲ့အခါမှာအခုဒါလိအိမ်ဝင်းနောက်ဆုံးနှစ်ပွဲသုံးတော့ရှုံးထားတယ်ဒါပေမဲ့တရားဒီလုံးမှာအိမ်ဝင်းရှုံးဝင်တစ်ပွဲအဲ့နှစ်ပွဲလေးရှိတာအဲ့အနေထားမျိုးမှာ Brighton ကိုရှင်ဆိုင်ရတဲ့အနေထားပေါ့။ Brighton ကတော့ကျွန်တော်နောက်ဆုံးကျွန်တော်3ပွဲကနေ6မှတ်တော့ယူပြီးတော့ပြန်နိုးထလာတော့ညာကျွန်တော်က Brighton ရဲ့အဝေးကွင်းခြေကိုတော့တော်တော်အားမရဘူး။ဘာကြောင့်ဒီဇင်ဘာအစနောက်ပိုင်းကစားခဲ့တဲ့အဝေးကွင်းမှာဝင်းကွင်းပွဲစဉ်ထဲမှာနိုင်ပွဲဆိုလို့ Brentford နဲ့ပွဲတစ်ပွဲပဲBrighton နိုင်ထားတော့တွေ့ရတယ်။အစင်လာအားဖြစ်တဲ့စန္ဒာလန်တာတော့အလင်းအောင်ကွင်းမှာစန္ဒာလန်ရဲ့မာကုန်ဒီပွဲစဉ်မှာပြန်မြင်လာရမလားဆိုပြီးကျွန်တော်တွေးမိတယ်ပေါ့နော်။ဆရာတို့ရဲ့အမြင်လေးတစ်ချက်တော့စန္ဒာလန်နဲ့ဒါ Brighton ကဒါဒီအလင်းအောင်ကွင်းမှာပရီးမီးယားလိအဖြစ်ပထမဆုံးတွေ့ဆုံတာနော်ပရီးမီးယားလိအဖြစ်နဲ့သူတို့ပထမဆုံးတွေ့ဆုံတာချန်ပီယံရှစ်ဘောလုံးမှာတွေ့ခဲ့တဲ့ဒါအမှတ်ပေးတိုင်ပွဲဖြစ်နေတွေ့ဆုံခဲ့ဘူးတာရောရှိတယ်။အဲ့မှာ၅ချိန်စတိုက်စန္ဒာလန်ကသူ့အိမ်ကွင်းမှာ Brighton ကိုနိုင်ရတယ်။တော်ကောင်းတယ်။နောက်ပြီးတော့စန္ဒာလန်ကလက်ရှိမှာဆိုရင်သူကနှစ်ပွဲစတိုက်အိမ်ကွင်းရှုံးထားတယ်ကြာတာ။ဆိုတော့ဒီပွဲကပြန်အောင်တဲ့အနေအထားတစ်ခုတော့ရှိတယ်။နောက်တစ်ခါစန္ဒာလန်မှာလည်းလူစုံတက်ဆုံကစားနိုင်ပါချော့ကိုပြန်ကြည့်မယ်ဆိုရင်လည်းပထမပိုင်းမှာစန္ဒာလန်ကစားဖို့ကောင်းခဲ့တယ်။ဒုတိယပိုင်းမှာကန်စစ်ဦးစားပေးကစားတယ် Brighton တော်တော်လေးဖြစ်စီကစားတယ်ဆိုတော့မျိုးတွေ့ရတယ်။ပြောရမယ်ဆိုရင်စန္ဒာလန်ရဲ့ကန်စစ်ပိုင်းတွေကပါအကျော်ရဲ့ရိုက်ခတ်မှုတွေကဒူးကျော်ပါရိုက်ခတ်လာနိုင်ပြီးတော့အိမ်ကွင်းအားသာချက်ပါသူရှိနေပြန်တယ်နောက်တစ်ခုက Brighton ကတော့ပြီးခဲ့တဲ့ Arsenal နဲ့ပွဲမှာဆိုရင်သူ့ရဲ့ဂိုးသမားတို့ထိပြီးဝင်သွားတဲ့ဒါဆာခါရဲ့တွင်းကူအနေထားနဲ့သူတို့နောက်ပိုင်းမှာသူကအာဂီဝင်းပေါ့ဗျာArsenal ကအပေးကောင်းကောင်းနဲ့ဘောလုံးထိပြီးတော့တိတ်မတိုက်တော့ခွင်လည်းမရတော့သူ Brighton စီးတော့ဒါဟာစီလာကတော့ပွဲပြီးမှတော့ပြောသွားတယ်ဆိုတော့ဒါတကယ်ဘောလုံးကစားနေတာဒီပွဲမှာတသိန်းပဲရှိပါတယ်ဆိုပြီးတော့ပြောသွားတာအာဆင်နယ်လောင်းသွားတာနော်သူရှုံးသွားတဲ့ခါကျတော့ဆိုတော့အဲ့လိုမျိုးပေါ့ Brighton ကသူ့အနေနဲ့မီတိုမာရဲ့ဖိုးပေါက်မှုတွေကတိတ်မထီတော့တော့နောက်ဒါမင်းသားမတုံးဒါညာချမ်းမှာဆိုမင်းသားမတုံးမဲ့လေဂိုမက်စ်ကိုတုံးလာတော့လေဂိုမက်စ်ကကောင်းတော့ကောင်းတယ်ဒါပေမဲ့လေသူလည်းအာဆင်နယ်နဲ့ပွဲမှာတိတ်ချေစွမ်းမပြနိုင်ဆိုတော့ကွင်းထဲမှာဟင်ရှဲဘူးလို့ပြောလို့ရှိတယ်ဒါဝဲဘတ်ဆိုတာလေဒါဝဲဘတ်တော့ကိုစန္ဒာနဲ့နောက်တန်းကဲချုံကစားသွားနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်Brightonကိုပြန်ကြည့်မယ်ဆိုချင်းအောင်လို့လည်းကျွန်တော်တော့မကြောက်နောက်ဆုံး10ပွဲ9ပွဲ10ပွဲအောင်ဆိုနှစ်ပွဲတော့ပဲသူအောင်နောက်ပြီးတော့နောက်ဆုံး9ပွဲအောင်ဆိုလေပွဲတိုင်းဒီမှာတော့10ပွဲလောက်ကိုဂိုးရပေးနေတာဆိုတော့သူ့ရဲ့ကန်စစ်ဘန်းလည်းတိတ်ပြီးတော့မကြောက်။ဆန်းဆန်းရဲ့အိမ်ဝင်းမှာဘုံကလည်းရှိတယ်။နှစ်ပွဲစရိုက်လည်းအိမ်ဝင်းမှာကြာလာတယ်ရှုံးလာတယ်ကြာလာတယ်ဒီလောက်ဆိုတော့ဒီပွဲမှာဆန်းဆန်းလန်းကပြန်အောင်တော့မယ်လို့ထင်တယ်။အမှန်40ပြည့်သားပေမဲ့လေပိုသေးချောင်းတသက်သေးချောင်းသူကစားသွားမယ်လို့မြင်။ဆရာလေးဘယ်လိုလဲ။ကျွန်တော်ကတော့ဒီပွဲတွေမှာပထမဆုံးမြင်မိရအောင်ပြောပြရမယ်ဆိုရင်တော့ဒါဆန်းဆန်းနဲ့နောက်ဆုံးအိမ်ဝင်းနှစ်ပွဲသက်ရှုံးထားလို့လားဒီ Brighton က 0.25 ပေးတာလက်ရှိအနေထားအရပြန်ကြည့်မယ်ဆိုရင်တော့အိမ်ကွင်းမှာတော့0.5ပဲပေးပြီးတော့အဝေးကွင်းရောက်တော့0.25ပေးရဆိုတဲ့အနေထားကတော့ဈေးတန်းရနည်းနည်းလေးမာရလို့ကျွန်တော်ခံစားမိတယ်ဒါကတော့တန်တဲ့အတင်းဟို Brighton အနေနဲ့ Brighton ကလက်ရှိ Premier League မှာဆိုဈေးနဲ့မြင့်တဲ့အတင်းမျိုးတွေမှာပါတယ်ဒါရေဘူးရအားဖြင့်ဆိုရင်ဒါပေမဲ့လည်းပြန်ကြည့်ပြန်တော့လက်ရှိဆန်းဆန်းနဲ့အိမ်ကွင်းနောက်ဆုံးနှစ်ပွဲဆက်ရှုံးထားတာကြီးကဆရာပြောသွားသလိုပဲ3ပွဲဆက်ထိတော့ဒီကောင်မသွားနိုင်တော့ဘူးလို့ထင်တယ်။ဘာလို့ဆိုတော့ငကိုကလေးကဆန်းဆန်းနဲ့ပရီးမီးယားလိဂ်ကိုတက်လာပြီးကလေးကအိမ်ကွင်းမာကုန်ဆိုတာပြပြီးသား။နောက်တစ်ချက်ရှိတာက Brighton ရဲ့အဝေးကွင်းပိုင်းမှာပြန်ကြည့်မယ်ဆိုရင်ဒီရဒီအဝေးကွင်းမှာသူက2ပွဲဆက်ထိကနင်းရှိရခဲ့တာတစ်ချိန်ပဲရှိခဲ့တယ်ဆိုတော့အဲ့ကနင်းရှိရခဲ့တဲ့2ပွဲဆက်လုံးမဲ့သူကကြီးအောင်ခဲ့တာ။ဒီရဒီအဝေးကွင်းမှာလည်း2ပွဲဆက်မနိုင်ခဲ့တယ်လို့ဒီရဒီအဝေးကွင်းမှာလည်းအဲ့လိုဂိုးမပေးရတဲ့ပွဲတွေမှာ3ပွဲတော့ပဲရှိတယ်ဆိုတော့ကျွန်တော်ကဆန်းဆန်းနဲ့ဂိုးရမယ်အနေဆုံးတေခံစားသွားမယ်လို့ကျွန်တော်ထင်တယ်ဗျ။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အလင်းအောင်ကွင်းမှာတော့အလင်းအောင်ဂုံပြန်မြင်ရမယ်လို့မြန်မာဂုံပြန်မြင်ရမယ်လို့ထင်တာပါနော်။ Okay ကျွန်တော်တို့ဆန်လာလန်နဲ့ Brighton နဲ့ပွဲစဉ်ကခုနကသုံးသပ်ခဲ့သလိုပါပဲဆန်လာလန်ကလည်းဒါအိမ်ဝင်းနှစ်ပွဲဆက်ရှုံးထားတယ်ဒါလည်းတရားဒီလုံးမှာသူ့ရဲ့အိမ်ဝင်းနှစ်ပွဲအဲ့နှစ်ပွဲပဲရှုံးထားတယ်ဒီကတစ်ဖက်က Brighton လည်းအဝေးကွင်းမှာခြေစုံပိုင်းကျွန်တော်ပြောခဲ့သလိုပဲဆက်စားပိုင်းမှာဒီဇင်ဘာအစနောက်ပိုင်းမှာခြေစုံပိုင်းအဝေးကွင်းရုံးကန်ကလည်း Brentford တသိန်းကိုပဲနိုင်ခဲ့တယ်ရှိတဲ့အနေထားတွေ့တဲ့အချိန်မှာအခုအာရှဈေးကွက်0.25ဝင်ရိုးနဲ့မှာတော့ဆန်လာလန်ကိုရင်းနှီးတင်တယ်လို့ထင်ပါတယ်အားလုံးပဲဆန်လာလန်အသင်းနဲ့သူအောင်မြင်ပါစေဗျာ